ုံ၌ဂရေပါနားထောင်ပါထိုကဲ့သို့ကြောင်းလျံပါဖရလူဂရိများယာကုံနှံယောအဲရှိခိုးပါတယ်မိတ်ဆွေများတို့တပတ်တဲ့ထာဝရအရှောင်ကိုသီးလိုသောသူတို့ကိုယ်သူကိုလိုလျံထိုလူဂရိတို့ကိုအကောင်းအခန့်ကိုနားထောင်မဲပါထိုလူဂရိတို့ရေကာလ၌ထောင်ပေါင်းများစွာရှိပါလေသည်အသင်ကရေဒီယိုမှနားထောင်သောအခါအဝရောင်ရုပ်ပုံကိုကြေးလျံပါတနင်္ဘဲရုပ်ပုံလင်သောသူယာကိုပါရုပ်ပုံမှရှိသောသူသည်ညီအကိုနှစ်ယောက်ဖိုက်ပါ၏သူတို့အမေသည်ကယာကုံနှံဧဇောအဗြင်သာဣဇာသည်သူတို့ဖားခေါင်ဖိုက်ပါအဗြင်နှံသူတို့အင်သာတဇုတို့အချင်းမလွေဖရာကိုကိုယ်ွယ်နေပါသည်ဤညီအကိုနှစ်ယောက်မင်းခေါင်ဖိုက်ပါသည်ရေဘီကာဧဇောပထမသဖိုက်ပါသည်သူကရိမန်သောအခါတော်လေစရာဖိုက်ပါဤဖရသခရေဘီကာကိုပရောပါသည်ယာကိုတနေ့ဧဇောလုံးရာအဘေကိုပိုင်ဆိုင်လိမေအရုပ်ကိုကြိပါတရနှင့်ဧဇောအင်ကိုလာရွေထိုအခါယာကိုဒေဟန်ချာနေပါသည်ထိုမှဧဇောလာရွေပရောပါသည်ကထမမွဲပါပရိထမပေးမေဟုမေ့ပါသည်ယာကိုကပရောပါသည်ငါချာသောသံကိုအကိုအဖရိုက်ကိုပေးမေလို့ဟုမေ့ပါသည်အကိုအနေနှအိမ်ထောင်ယာသကိုပိုင်ပါသည်ယာကိုမွိမ့်မိအတော့ထိုအိုက်ကိုအဖရိုက်ကိုလိုလေပါ၏ဧဇောထိုအခါအထုအစာမွဲပါသောကြောင့်အကိုအခေအနေအကောင်းကိုစိတ်မရှိပါရွေသို့သောလေဖရသခံအလိုအလျောက်မဆိုင်ကြပါပဲမိမ့်လိုလာသောအတော့ကောင်းသို့သောတခါစားသောကောင်းအိုက်ကိုဘဝကိုညီမုံကိုရောင်းပိုက်လေပါ၏ယာကိုအတိတ်တွင်လင်လေးသောအကိုဘဝကိုယူလေပါသည်ခေကာလ၌ရှိပါသည်ယာကိုဧဇောဘဝကိုရပါလိမ့်မည်သို့သောလေဖရသည်ဤကဲ့သို့လင်လေးတွင်ကရိမတန်ရောင်ကိုမကင်းနိုင်ပါနနဘဲရုပ်ပုံယာကုံအီမမ်မာခန့်ပါယာကိုသူဖားခေါင်ဣဇာကိုလေးပါသည်လေသောအကောင်ကဣဇာသူကိုအကိုဂရိအနေဘဝကိုစူးပေးပါတယ်သိုက်စာပရူပါရမယ်နောက်ဧသောဒေါသအမြောက်ထောပါ၍ယာကိုသဲပါမယ်ဟုကြွေးပါသည်ယာကိုရေဘီကာကအထုချိုက်သောကြောင့်သူကိုအခါတပရေသို့ရွဲလိုက်ပါသည်ရုပ်ပုံမှမရောပါသည်ယာကိုလင်းမှလာရွေရှိပါသည်ညစ်တိုင်သောအခါစိတ်ကြွေရာအရဲသို့လာရွေအိပ်ပါသည်ထိုအခါမရောသည်အိမ်မောသည်ကကောင်းခေါင်ကစားရွေကံဖာလောကသို့လေကတခုဆန်းလာပါသည်ထိုလေက၌ဖရနေသားများတို့သောလာကပါသည်ကိုမရောပါရွေဖရရှာယာကုံနှစကားပရောပါသည်ကငါသည်ထာဝရဖရာသံအဗြန်ဣဇာဖရာဖိုက်ပါဤနေရာမသံအိသောအခါအရမရေကိုသံကိုပေးပါမယ်ဟုစုပေးပါသည်သံလာသောလဲမှငါရှိပါသည်ယာကိုထားသောအခါကြွေးပါသည်စံကြသောအရှံထာဝရဖရာကိုမရောပါသည်ဟု
သီလေပါ၏ဂုံခွန်ပရေသာဝရဖရာကလာသောကုတ်သူဖိုင်းနိုင်ပါသည်ဖရာကသိပါသည်ယာကိုတယောက်လေပဲစားသောသို့တော်လဲဖရာကလူတို့မကောင်းသောလမ်းကိုဖောင်းမဲ့ပြနိုင်ပါသည်သုံးနံပဲရုပ်ပုံယာကုနာလာပဲအကောင်ပါဤရုံးပုံမှယာကုံအိမ်မမရံပရီမြတ်ဇောနိုင်ပေါင်းသူသည်မောသောလာပဲနာအတူရှိပါ၏ရှိမှလာပဲကိုမကေနာဖိုက်ပါရွေလာပဲနှစ်ယောက်သမွင့်ရှိပါသည်ယာကိုအငေသူရာခေလာကိုခိုင်သောကောင်ခွန်နိုင်နိုင်တိုင်အောင်ကျွင်အဖိုက်နေပါသည်လာပဲယာကိုကိုလင်လေး၍ယာကိုအတော့သမွင့်ငေကိုမဟုတ်ပါပဲသမွင့်အဂရိကိုထိမမင်္ဂလာကိုပရုလေပါ၏နောက်မှယာကိုရခေလာအတော့ခွန်နိုင်နိုင်ကိုကျွင်ခဲ၍သူနှထိမမင်္ဂလာပရုလေပါသည်ဖရသခံယာကိုကိုဂေရုလေပါသည်ထိုကြောင့်ယာကိုလှုပ်ရှား၍အောင်မရလေပါ၏ယာကိုလာဘန်သို့ကိုကြောင်းလေပါသည်လာဘန်ကသို့အရုပ်အမေတို့ကိုယာကိုကိုပေးပါသည်ယခုယာကိုကလာဘန်ကိုလင်လေး၍ကြေးပါသည်ယာကိုအကရင်သည်သို့ဂိအောင်လှပအောင်ဤကဲ့သို့ယာကိုကျွေးမွေးပူးလေပါသည်ထိုမှလာဘန်ဒေါသတောက်၍ယာကိုတဖန်ထောခေါ်နေလေပါပြီလာဘန်ကယာကိုကိုလင်လေးခခဲရန်ဖရာကချားပစ်လေပါ၏အကောင့်မှာကဖရာရှောင်းသည်ယာကိုကိုအသီးအကရာပေးပါသည်လင်လေးပရူလျံကျူလွယ်ခရမကောင်းလောက်ခရမှဟုတယ်ဟုသူကိုခွေခဲ၍ပရိုလေပါသည်လေနံပဲရုပ်ပုံယာကိုဖရရှောင်းကိုတွီးခေါန့်ပါယာကိုသူအဖားခေါဣသရေပရေသောပရင်သောမေလို့လေအိုက်ကိုအေသောကိုကောင်းနေပါသည်ယာကိုအေသောကိုစုံစဲမယ်အတော့မြတ်သောသောလာဆောင်နှပိုးလိုက်ပါသည်ယာကိုအေသောယခုအေသောသူကိုအတွေးခဲမယ်ဟုလာ၍လဲ၌လာပါသည်ဟုသဒံကရပါလျာယာကိုကကောင်းနေပါသည်ယာကိုဖရအေဂတိတိုက်စာကိုမိမ့်ပါပြီမိမ့်မိသဖောနာကောင်းကျိုးတွေကိုကင်းဆင်နေပါသည်ယာကိုသူ့အိမ်မအိမ်သားတို့ကိုကျွင်တို့ကိုယူ၍သူ့အကိုနှတွေးမယ်ဟုလွှဲလိုက်ပါသည်ကရူဇုံမေဟုလွှဲလိုက်ပါသည်ထိုအခါယာကိုနောက်ကရှိလိုက်ပါသည်ယခုဖိုက်သောအကောင့်ကိုရုပ်ပုံမှကြည်လျောင်ပါယာကိုသည်တကိပဲလုံးလူတယောက်နှဇိုက်ထိုး၍မိုးသောတိုင်အောင်သူခါမှဒင်ပြပါသည်ထိုမှမလွဲနိုင်ဖိုက်ပါလေပါသည်ထိုလူပရောပါသည်ဒီနင်းကစား၍သူအမေယာကိုပြောင်း၍ဣသလာဟုခေါ်ပါသည်အဒိဗရေကသံသည်ဖရရှာနာလူတို့စိုက်ထိုး၍အောင်ပါသည်ဣသရေလာအဒိဗရေဖရသခာဤမွန်သာဖိုက်ပါဤယခုယာကိုသိပါပြီထိုသူသည်ဖရရှာတို့ကိုတိုင်ဖိုက်ပါသည်ဖရရှာယာကိုကိုအနှိတ်လေပါ၏စိုက်မထို့အောင်လူကိုနေစေမပရုစားနိုင်အောင်ယာကိုချိုက်သားအောင်သူကိုယုံကရေသောစိတ်တရာကိုပေးလေပါသည်ယာကိုထားလာ၍
ဖရရှန်ကပြည့်စေဆိုသောပရိ၌နေလေပါ၏ဤယာကိုကစား၍လူတို့အမျိုးမျိုးအစားစားပရိကံဖာလုံသူတို့ချိုက်ခမိတ်တာကိုသူအမြတ်စုပိဟုအရှံထာဝရဖရာကသိုက်စာတော်ကိုခင်လေပါသည်ထိုသိုက်စာသဖိုက်ပါသည်ကျွန်းတော်အရှံခရိတ်တော်ဂျေရှုဖိုက်ပါသည်ငါနံပါတ်ပုံယောဇမောသောအိမ်မောပါဣသရေလအမေယာကုမသာတစီနှစ်ယောက်ရှိပါသည်သူမယာရခေလာမထာမသာယောသဲကိုအထုခိုက်ပါ၏ယာကိုယောသဲကိုခိုက်သောအဒီအမက်လှပသောအင်္ဂီတလုံးကိုပေးလေပါ၏ထိုအကောင်ခါညီအကိုတို့ကသူ့ကိုငုံစုခရပူလေပါ၏တနေ့သောအခါယောသဲအိမ်မပါ၏ရုပ်ပုံမှသူညီအကိုတို့ကိုထိုအိမ်မပြင်ပရာပါသည်ဟုမရောပါသည်ကကျွန်းတော်တို့အားလုံးလေ၌ကင်စေနေပါသည်ထိုမှကျွန်းတော်ကင်စေထပါပြီထိုင်လေပါ၏ထိုအခါသောင်းတို့ကင်မြကျွန်းတော်ကင်သို့လာ၍ဥချလေပါ၏ထိုအခါအကိုမြကပရောပါသည်သံမောင်ဖိုက်ပါမည်ကိုသီးသလားငါတို့အထာကအုပ်စုမေကိုသီးပါသလားနောက်တစ်ခုယောသဲမရောပါသည်ကတဖန်ဖရရှံယောသဲကိုပရောပရပါသည်ထိုနှင့်အတူအိမ်သားမြတ်မှသူကိုရူစေရပါမယ်ထိုကဲ့သို့အိမ်မအကောင်အကိုကိုပရောပရပါ၍အကိုတို့ကငုံစုခရပူးလေပါသည်သို့တော်လဲသူနှအတူဖရရှံရှိလေပါ၏ခေါင်းနံပဲရုပ်ပုံယောသဲကိုရောင်းချပါသည်ယောသဲအကိုတို့စေကျုံသားအနေလုံးနေပါသည်ယာကိုယောသဲကိုပရောပါသည်မောင်းသည်အကိုတို့သဒံကိုနားထောင်၍ငါကိုပရောလာရမယ်ယောသဲသခံအာနာတော်အတိုင်းအကိုတို့ကိုလာ၍ကြေးသောအကိုတို့ကသူကိုသဲမေဟုစိတ်ကအတော်ချမ်းနေပါသည်သူကိုတွန်းတွန်းမှထေးလေပါ၏ထိုအခါထိုလင်းကဣရမေလအမေရှိသောလူမျိုးကိုမရန်သောခါယူဒအမေရှိသောအကိုဂရိကပရောပါသည်ကျွန်းတော်တို့ညီကိုဤကဲ့သို့တွန်းမှထေးပါလျံလက်ကျေးဇူးမရှိပါသူကိုထိုလာသောလူထံမှရောင်းချပါမယ်ဟုပရောပါသည်ရုပ်ပုံမှမရောပါသည်အကိုဂရိကသူကိုတွန်းဝေါ်ကတောင်၍ငွေ20ကျဲနှံရောင်းချပါ၏ထိုနောက်ညီအင်္ဂီမှသွေးကဲ၍ဖားခေါန်ထံယူသောလေသောအခါဖားခေါန်ကထိုသွေးကိုမရောပါပြီပရောပါသည်ကငါခိုက်သာသငေတို့သဲတော်လောင်းမှသီဆုံးလေပါပြီအထုငိုကြွေ၍နေလေပါသည်သို့တော်လဲလင်လေးပါပြီငုံစုံခရန်တို့ဒူးစရိုက်မကောင်းပါ၏သို့တော်လဲဖရရှံသူအတော့ခင်းသာစုကိုပြေးလေပါသည်
ခုနိုင်နံပါတ်ရုပ်ပုံယောသိုက်ဤကူတူပရေမကျွန်းအဖိုက်ပါအေရာမေလာလူတယောက်ယောသိုက်ကိုယူတဲ့အေဇေကူပရေသောသို့လေပါသည်ထိုမှဖော်တိအမေရှိသောလူတို့ထံမှကျွန်းစကေသောရောင်းလေပါသည်ယောသိုက်နောက်ဖရအတူရှိပါသောလေလုံးရာကင်ရာလာရာမြကိုအောင်မလွန်လေပါသည်နောက်ဖော်တိမှသူအိမ်အလုံးမြကိုအာနာတော်အဲလေပါဤယောသိုက်ရုံးရေလှပသောအောင်ဖော်တိမှမရသူကိုမျောစိကြားလေပါသည်ယောသက်ဤကဲ့သို့တောင်းပင်ခါကိုလာမခင်ပါသည်တနေ့သောအခါအိမ်၌တကူတည်းနေသောအခါထိုမိမလာ၍သူနှံပျော်မေဟုခေါ်လေပါသည်ခေါ်သောလေအင်ကထောဘရိသောအခါထိုမိမယောသက်အဝဲကိုရလေပါ၏ထိုအဝဲကိုယူ၍လောင်၌တောင်ပရသောအခါယောသက်ကိုထောင်မှထေးလေပါသည်ယောသက်ထိုမိမ့်လောဖကြားသောလေဒူးစရိုက်မလုပ်ပဲဒန်ခင်လေရပါ၏ထာဝရအဆောင်ဖရသခါတနေ့ခါမကောင်းမှုကိုကျွန်းတော်တို့ထဲမှခါပေပါသည်သို့တော်လဲမဲထပါဖရဆောင်ကိုဂရေသောလူတို့ကကိုဂွေသောသူကိုဖရဝေခေါ်၍မစောပါမကောင်းမှုကိုလုံးသောလူတို့ကိုလည်းအကျွဲတရချားနိုင်ပါသည်ရှိုင်းနံပါတ်ရုပ်ပုံယောသိုက်တဲ့ယခုထောင်တိုက်မှယောသိုက်ကိုထောင်မှမရန်သောလေဖရရှံသူနှံအတူရှိပါလေသည်ထောင်မှအဂရိသဖရံအရာကိုရလေပါသည်ဤကုတုပရိရှံမှာကျွင်ဂရိပရောသောလေထိုထောင်ထိ၌ရှိလေပါသည်တငင်းခါသူတို့နှစ်ယောက်အိမ်မောတစ်ခုမရောင်ပါသည်အတိပ္ပေကိုခွေပရောပရပါမယ်ယောသိုက်ကပရောပါသည်ကဖရရှာကီစီလျံလေထိုအိမ်မောကိုကျွန်းတော်ပရောနိုင်ပါသည်ရုပ်ပုံမှပထာမကျွန်းတော်အိမ်မောသည်စားပြော့နွေသုံးရှိပါသည်ကျွန်းတော်လာ၌ရှောင်းဘရန်စာခော့မှထိုအရေးကိုငဲ၍ပြေးလေပါ၏ယောသိုက်ထိုအတိပ္ပေကိုဖေးပါသည်သုံးရစီဘရီအရှံဖရာ၏သောင်းကိုထိုး၍တဖန်ထိုအရာမှထားပါလိမ့်မယ်ဘရောဟိမာလေပရောပါ၏သူအိမ်မသည်ကဘရောသည်သုံးရစီဘရီသေရပါလိမ့်မယ်ယောသိုက်ပရောသည်အတိုင်းဖိုက်လေပါ၏နောက်ပရောဖကိုပရောသောလေယောသက်ကပရောပါသည်သူကိုထောင်ကအချဲကိုလက်ခံနှံသို့တော်လေသံထောင်ကမထောလေပါနာယောသက်နိုင်ပဲလုံးထောင်ထဲမှာရှိသောလေအရှံဖရဂေရုထားပါလေသည်မင်္ဂလိအီမမခန်းရုပ်ပုံမှမရံပါသည်ဤကုတုပရေမင်္ဂလိဖိုက်ပါ၏မင်္ဂလိအိသောအခါအိမ်မပါ၏မသေအိမ်မတေကချောင်းကခုနိုင်ကောင်နောမတာလာပါသည်ကိုမရံပါ၍နောက်ခုနိုင်ကောင်
ကရုံခရီသောနောမလာရွေထိုနောမဒိုကိုစလေပါ၏မွန်ဂရီနောက်မသောအိမ်မောသည်ကဝါခုနိုင်ကောင်လာရွေစပါခုနိုင်နေမတာရွေကောင်းသောစပါနေကိုစလေပါ၏ယခုမွန်ဂရီပရိနိုင်ပညာရှိပရောဟိလူအပေါင်းတို့ကိုခေါ်၍ထိုအိမ်မအဒိပရေကိုပရောပါဟုဆိုသောအခါတရားမျှမပရောနိုင်ရှိပါသည်ထိုအခါမွန်ဂရီထောင်မရှိသောယောအဲကိုအတော့ကြားလေပါ၏ယောအဲကမွန်ဂရီကိုပရောပါသည်အရှောင်ဖရာလူလာသောလုပါမေဟုပရောပါသည်ခုနိုင်၌တိုင်အောင်ဤကုတုပရေ၌အစာရှာပါခံဖိုက်ပါလိမ့်မည်နောက်ခုနိုင်၌တိုင်အောင်အစာရှာပါခံကပရိရွေကောင်းမွန်သောခင်းသာပါလိမ့်မည်ယောသဲမွန်ဂရီကိုအကရင်ပြလိုက်ပါသည်မွန်ဂရီကယောသဲထံဖရာရှိပါသည်ကိုမရရွေယောသဲထံဤကုတုပရေကိုအုပ်စုရှံပရာအရာကိုပေးအပ်ပါသည်ဖရာသခယောသဲဒုက္ခကောင်းကျိုးတဲ့အတော့ဤကဲ့သို့စုကိုပေးလေပါသည်စေနမဲရုပ်ပုံယောအဲဤကုတုပရေ၌အုပ်စုခရပါယောအဲဤကုတုပရေမှပညာရှိတယောက်အုပ်စုခရရှံပရာဖိုက်ပါယောအဲမြတ်သောသောအစာစပါမြတ်တို့ကိုဇုထလေပါသည်အစာရှာသောအခါတခါလူတို့ကယောအဲထန်လာ၍ထိုစပါတို့ကိုယူသောလေပါသည်ထိုအခါယာကိုသာသူဂရိအဂရိသူအစာဝေရန်လာလေပါသည်သူတို့ယောအဲထားလာ၍ဥချလေပါသည်ယောအဲသူတို့ကိုသီးသောလေမသီးတကဲ့သို့နေလေပါ၏သူတို့ကိုစုံထောက်ဟုခါ၍ခိုင်နှောင်း၍ထောင်မှထားလေပါသည်ထိုအခါယောအဲကပရောပါသည်ကသံတို့သည်လူကောင်းဟုသီးရအောင်တယောက်ထောင်ထဲမှနေပါပြီတခါလူတို့စားဖွေရိခါကိုယူ၍အင်ကိုသိုးလေပါသို့တော်လဲသံတို့ညီမောင်တို့ကိုငါထင်သို့ယူခါရပါမယ်ယောအဲသူမင်းခံဖားခံအင်သာတစုကိုမမရသဖရာအကိုအဂရိကိုဤကဲ့သို့ထောင်မှထေထလေပါသည်ယခုမိတ်ဆွေတို့ယောသက်မသောအိမ်မအကိုမြကိုလာမှသူကိုဥချလေပါသည်ဟုမသောအိမ်မကိုတော်ရသလားကျွန်းတော်တို့အပေါ်မှကြားမယ်သောဒုက္ခဘိဒံအလုံးစုံကိုအရှံဖရာသိပါသည်တစေတနေမဲ့ရုပ်ပုံအကိုတို့အထင်ရောက်ယောအဲအသိပိခါပါယောအဲအကိုတို့ကိုအစာကူသော ground တဖန်ဤကူတူပရေသောလာရဲယောသက်အာနာတော်အတိုင်းညီမောင်ဘယာမေကိုယူခါလေပါသည်ယောသက်ဘယာမေကိုမရန်ရဲပျော်ရဲတဖန်အစာပေးလေပါသည်ထိုအခါအစာထုံးမှရွှေငွေထွေးပေးလေပါ၏နောက်ကျွန်းတော်တို့ကိုပရောပါသည်လဲမှသူတို့ကိုဖဲယူခါပါထိုကဲ့သို့ဖဲယူခါပါ၍သူတို့ကိုသူခုဟုအပရိုက်ချလေပါဤအကိုတို့ကကောက်ပါ၍ယောသက်ထံမိတ္တတောင်းလေပါသည်ထိုအခါယောသက်အကောင့်ကိုဝင်းထမှမထနိုင်သောဘယာမေကိုဖဲ၍ငိုကြွေး၍ဖိုင်လာသောအကောင့်ကိုပရောပရပါလေသည်ငါဖားခံကို
pro တွင်ပြင်လာပါနောက်ခါငါ၌အစာရှာပါလိမ့်မည်သံတို့အိမ်သားတစုတို့ကိုငါထင်သို့ယူခါရပါမယ်တစင်းနံပဲရုပ်ပုံဤကူတူးမှယာကုနှယောအပါအကိုအေရူအိမ်သို့လာရွေဖားခွန်ထန်ဖိုက်သောအကောင်ကိုပရောပရလေပါသည်ယောသက်ယခုအသာအရှံရှိပါ၏ဤကူတုပရိ၌ရှံပရာဖိုင်းနေပါသည်ထိုစကားကိုယောသက်ကယုံကြည်ခမရောက်ပါသို့သောလည်းအင်သူအင်သာတစုတို့ကိုယူ၍ဤကူတုပရိသောသို့လေပါ၏သူတို့သီးရသည်အထုပျော်လေပါသည်ဤရုပ်ပုံ၌မရောပါသည်ထိုနောက်ယောသက်မိနှစ်ယောက်မော်နာလီနာအေဖာမေကိုစူးချ၍သူတို့ကိုစူးပေးလေပါသည်တဖန်အမျိုးမျိုးလူဦးတွေများလေသောကောင်းတနေ့ခါယာကုသေးတနေ့ခါယာကုသေးသောအခါကျင်သောလူတို့ထိုကောင်းပရိုးလေပါသည်ကျွင်တော်တို့ရူသေးရဒုက္ခပေးပါလိမ့်မယ်ကျွင်တော်တို့သူကိုဒုက္ခပေးလေပါသည်ယခုတဖန်ငါတို့ကိုအဘေပရူးလုံးမေဟုညီမုံတို့နှမိတ်ဆွေတို့ကမဲလေပါသည်သူတို့ကယောသဲကိုလာ၍အခွန်တောင်းလေပါသည်ယောသဲကပရောပါသည်သံတို့ကျူးလွန်သောဖရဆုဟုမဲပါ၏ယောသဲတယောက်ဖရ၏မိတ္တဒေါ်နှပြေးစုံနေပါသည်မိတ်ဆွေများတို့ယောသဲယုံကြည်သောထာဝရဖရကိုယုံကြည်ခဏပြေးပါသည်သံတို့၏အတော်လေးတိုင်ကြချရှိပါ၏သံကျူးလွန်သောအလုတ်ကိုတခါလူအတော့ဆူတော်ဟုဖရကပြေးတော်မူပါ၏တစေတုန်နံပဲရုပ်ပုံမော်ရတဲ့ဖရာအေကရိမန်သောလူပါမော်ရဖိုက်ပါတဲ့ဖရာအေချိုက်သူတယောက်ဖိုက်ပါလေအေသူလူတို့ကိုကျွင်အဖိုက်ကထုတ်ထလေပါအေနောက်သခါဂျေရှုအခွဲရှောင်းအကရုံကိုဟောပြလေပါသည်ရုပ်ပုံတစေတုန်မှမော်ရသူငယ်ဘဝမော်ရသည်ယောသက်ဖော်၍သုံးရာနိုင်ပေါင်းရှိသောနောက်သူဖားခံဣသရေလအမျိုးသားဖိုက်ပါ၏ယောသက်သည်ဘရီသောဣသရေလတို့ဤကုတုပရိ၌ရှိလေပါသည်ထိုမှအမျိုးအနွယ်များသောအခါဤကုတုမွန်ဂရီကသူတို့ကိုနှိပ်စလေပါ၏ထိုကြောင့်သူတို့ကိုကျွင်စကဲ့သို့ထောင်မှထားလေပါသည်သာယောက်ျားတို့ကိုသဲရွေးပိုက်လေပါသည်မော်ရီဖောသောအခါရထားပါ၍ပခါတစ်ခုလုံး၍ထိုပခါမှထေး၍ချောင်းမှမြို့လေပါသည်မွန်သာမင်းချောင်းသို့ရေချိုးလာသောအခါ
ငိုစံကိုကပါရွေဂေသောအခါဣသရေလအမျိုးသားကိုစီးရပါရွေထင်းသမဣသရေလလူတယောက်ကိုလူလာခဖိုက်ပါသည်ထိုအခါမော်ရေအိုင်မမာရီယာပရောပါသည်ကကျွန်ုပ်ဣသရေလအမျိုးသားဖိုက်ပါသောကြောင့်ကျွန်ုပ်ဣသရေလအမျိုးသားတယောက်ကိုရှာပေးနိုင်ပါသည်မွန်သမီးမိတ်ဆွေတူပြီးသောအခါမရိယာသူမင်းခေါင်ကိုယူ၍ဤကဲ့သို့မော်ရေမင်းခေါင်အိမ်မှကရိမရန်လေပါ၏မော်ရေဤကတူအမျိုးသားကဲ့သို့ကရိမရန်သောလေနောက်တစ်ခါမွန်အိမ်၌ပျော်ပါ၍နေလေပါသည်တစီလင်းနံပဲရုပ်ပုံနင်းတုံအပါ၌မော်ရေတနေတာ၌သာဤတရေလာဒိုကိုဤကတူလူဒိုကဘုံစေညေစေခါကိုမရံပါရွေသူတို့တယောက်ကိုသဲလေပါအေသဲပြီးမဲပါသည်ကတယောက်မှမမရံမသိပါထိုမှမရံပါသည်ကပါသည်မောင်ကိုကြောက်၍သူတော်တို့ထောပရိလေပါအေနိုင်ပေါင်း40တိုင်အောင်သိနေတော့နိုင်ပေါင်း40တိုင်အောင်သိနေတောင်အနာ၌နေပါလေသည်ထိုအခါမော်ရေကိုဖရသခံကဤသောအလုတ်ပိုင်ညာကမော်ရေတခါစိတ်ကြောင်းသောအခါမရံပါသည်တွန်းကမိန်လှန်ထောနေပါသည်ဖရရှောင်းထိုမိန်လှန်တွန်းကမော်ရေကိုစကားပရောပါသည်စကားတွေကမော်ရေသံမိန်နဲ့ချွဲရပါမယ်အကောင့်တွေကထိုနေတာစံကရီသောနေတာဖိုက်ပါ၏ငါသည်သံဖာခံအဘရင်ဖာခံဣဇာဖာခံယာကုဖိုက်ပါသည်ဤကုတူပရိ၌ရှိသောငါသဣသရေလလူမျိုးတို့ဒုက္ခဘေကိုငါမရံပါပြီထိုကြောင့်သံကိုငါဤကုတူပရိမင်္ဂလိထံပရောထံလွှဲပါမယ်အတိပရိကငါလူမျိုးတို့ကိုထုတ်ခေါ်ယူခါပါမယ်အတော့မော်ရထိုပရိသို့တဖန်သွန်မေကိုပရောရလာနေပါသည်နောက်အရာပရောပါသည်ကထိုလူတို့သည်သူကိုတဖန်ဥက္ကတဟုလာခဲမေမဟုတ်ပါဖရရှောင်းကပရောပါသည်ငါယံကဲ့သို့ရှိလေပါသည်ယခုလေရှိပါ၏သူတို့ပရောပါသည်ငါကိုသံတို့ရှိခိုးလိုက်ပါ၏ငါကိုသံတို့ထံပိုးလိုက်ပါ၏ငါသံကိုလူဂရိကိုမိန်ဖာတို့ဖရရှောင်းထံ၌ငါလိုက်လာပါမည်တစင်ကနံပဲရုပ်ပုံမော်ရတပင်ဤကုတူပရေသို့သို့လေပါသည်မော်ရဖရရှံအာနာတော်အတိုင်းဤကုတူပရေသို့ပရင်သို့လေပါသည်မော်ရ၌ညီမောင်ခရူပရောထန်လာ၍လျောက်ပါသည်ကကျွန်းတော်တို့လူမျိုးကိုလွဲလျောင်ပါပရောပါသည်ပရောပါသည်ငါဖရကိုမသိပါလူတို့ကိုလေမလွဲပါမောရှိတော်ကထအလုကရိချားလေပါသည်ထိုအခါဖရရှံမော်ရေကိုအာနာချားပါသည်ကဟာရုံကိုပရောပါသည်သာဒုကိုယူ၍မောင်းထန်တို့လာ၍မောရှိကချားထိုကဲ့သို့ချားပါလျံလေထိုမှထိုဒုသည်မေဖိုက်ပါသည်ထိုအခါမောင်ဂရိကသူ၏ပရိ၌ပညာရှိသောစေတမတို့ကိုခေါ်၍ဝရတဲ့တို့ကိုခေါ်၍ထိုမေကိုစားမေဟုမေလုံပါသည်ထိုမေတို့ကလာသောလေဟာရုံမေက
ထိုမေတို့ကိုစပိုက်လေပါပြီဤသရေလအတို့ဖရရှာထိုပရိ၌ရေကိုသွေးလှူလေပါပြီထိုမှရေသောက်ဖို့မရသောကြောင့်ချောင်းမှာရဖုံငါသာသေလေပါသည်ထိုနောက်သီနာဂရီတရားရရီနာဂရီဤကဲ့သို့အမျိုးမျိုးအဖရာဖရာဖရရှံကဒုက္ခကိုချားလေပါသည်ငါဂရီလူမြအတော့သေပြောင်းဆုံးလေပါသည်နောက်သုံးရမောင်မိုက်လေပါ၏သို့တော်လဲမောင်ဂရီကသူတို့ကိုမလွဲသောကြောင့်ဒေါသတပင်တားလေပါသည်တစေခေါင်းနံပဲရုပ်ပုံပသခါစပွဲပါမော်ရေကိုဖရရှံပရောပါသည်ဤကုတုပရိသများပထမသကိုငါသဲပါလိမ့်မယ်ထိုစကားကိုမော်ရေနှဤသရေလလူတို့ကိုပရောပါ၏ရာပုံနေမှစိတ်တကောင်ကိုသဲရွေစိတ်သွေးကိုအင်လန်ဝထာကခါရွေအသီးအမဲ့ထားရပါမယ်ထိုစိတ်သားကိုစားရွေထောလာပါမယ်ရန်ဆောင်နေရပါမယ်နောက်ဖရသခံပရောပါသည်ညင်အခါဤကုတုပရိ၌အထာကငါသောပါလိမ့်မယ်သောအခါဤကုတုပရိအမျိုးသားတို့သောင်းတို့မှခရစ်သောသာသေဆုံးပါလိမ့်မယ်ငါဒုက္ခပေးပါလိမ့်မယ်သို့တော်လဲလင်းဝ၌သိုးကိုမရံပါလျံငါပြားစီခါမပူပါထိုကဲ့သို့မောင်သာနာတကောရှေးဥဇောသောသာသေဆုံးလေပါထိုအခါမောင်ဂရီမော်ရေနာဟာရူကိုခေါ်၍ပရိကထောလာတဲ့ကိုအာနာပေးလေပါသည်ဤမြတ်သောအကောင်ဖိုက်ပါသောနိုင်ပေါင်းများစွာရှိလေသောနောက်တနေ့သောအခါထာဝရအရှံဖရသခံဂျေရှုအမင်ရှိသောတယောက်ကိုပိုးလိုက်ပါဤထိုသခံသည်ကျွန်းတော်တို့အတွက်သူအသားကိုလှူလေပါမော်ရေလာထ၌စိတ်သွေးနှဤသရေလလူတို့ကိုကေစေလေပါသည်ယခုဂျေရှုသွေးနှကျွန်းတော်တို့ဒုစရိုင်းငရေကကျွမ်းနိုင်ပါသည်တစေခုနိုင်နံပဲရုပ်ပုံထာဝရဖရသခါနာမော်ရေဤသရေလလူတို့ကိုကေစေလေပါသည်ဖရရှာဤသရေလူတို့ကိုဤကုတုပေကထိုးယူလေပါသည်ရာအခါမူရိနာညင်အခါမိန်လဲနာလင်ပရရွေယူလေပါသည်ထိုမှဤကုတုမောင်ဂရီနာပရိသတို့ကပရောပါသည်ယခုငါတို့အလုံးများပါပြီဣသရေလူမျိုးသည်ကျွံဘဝရပါမယ်မဟုတ်သို့တော့ကြောင်ဆိုင်မှုအင်္ဂါနာသရွေကိုယူ၍လိုက်လေပါသည်ထိုသောအခါဣသရေလလူတို့ကိုတွေးသဖြင့်ဣသရေလလူတို့ကပရိုလေပါမော်ရေကပရိုပါသည်သံတို့မကောက်ပါနှဖရရှာတင်ဂရီကိုဂရီပါမိတ်ဆွေတို့ရုပ်ပုံကိုကလေးလျံပါယခုမော်ရေနာမိန်လှန်ဝေခေါ်လာလေ၍ဂရီသောဤကုတူလူတို့သူတို့ကိုစီဝေ၍ထားလေပါထိုအခါဖရကပရောပါသည်သူဒုကိုရေမချပါဟုအာနာပေးလေပါထိုကဲ့သို့မော်ရေချသောသမုဒ္ဒရာရေနာဝါခေါ်လေပါသည်ဆိုမှလူများတို့လေထိုရေကသေဘရောင်၌ထိုချောင်းကိုကူးလေပါသည်ဤသရေလာလူတို့လာဘရီသောသရွေမြကဖာဝင်မွန်ဂရီဆန်သာသောအခါ
ထိုရီမြလာ၍သူတို့ကိုစီ၍ရေထဲမှသေလေပါသည်တဆိတ်ဆိုင်နံပဲရုပ်ပုံဣသရေလလူမျိုးကသေတော်မှရောက်သေးနှစပွေးမော်ရလူများတို့သမုဒ္ဒရာကသေကွင်းသို့ယူလေပါသည်ရောက်သောအခါသူတို့မှားသောဖွေကုံသောကြောင့်စန္ဒပရပါသည်ကမော်ရနှဖရသခေါင်ကိုမကောင်းမပရိုလေပါသည်ထိုအတော်ကြောင့်ဖရဆောင်ကညာနေတိုင်သောအခါငါးမျိုးထောင်သောငါအပေါင်းတို့ကိုသူတို့ထံမှပိုးလိုက်ပါသေးကောင်းခေါင်းခေါင်ကနှောရီကဲ့သို့အစာကိုချပေးပါသည်ထိုသူတို့သည်ပြားရီနှောတကဲ့သို့ပြိုးပျော်ပါသည်ထိုလူတို့ကစားဖွေအမေထပါသည်ကမနူးဩဇာထိုအစာကိုနေစဉ်ကောက်စားရပါသည်ခေါရောနေနရတာမေအတော့ထိုရ၌ဥဘောရရှိမေအတော့ပါခေါရကိုကောက်ထရပါသည်နောက်သူတို့သောသောရေအတော့ဖရာကိုမကောင်းခရပရောပါလေသည်ထိုအခါဖရာကမော်ရေကိုပရောပါသည်ကသူဒုတ်ကိုယူ၍တောင်မှဘုံရီထောပါလိမေဖရာရှာရေကိုပေးလေပါထာဝရဖရာကိုယုံကြည်မရှိသောသူတို့ကိုယုံကြည်ပါဟုလူအပေါင်းတို့ကိုယုံကြည်ခန့်ကိုထားပါဟုပရောပါသည်တစေကိုနံပဲရုပ်ပုံဖရာရှာပဒီညံပါဤတရေလလူတို့ဤကတုပရေကထောလာပါသုံးလမြောက်သောအခါသိန်းနှင့်တောင်တို့ရောက်လေပါထိုတောင်မှမော်ရေနဖရာရှာစကားပရောပါသည်ပရောသေးကတကယ်၍သံတို့စကားကိုကင်၍ငါပရောရပါလျံနေပါသောလေသံတို့ငါလူငါသာဖိုက်ပါလိမ့်မယ်ငါကိုပူဇော်သားကြိုက်ပူရပါမယ်ဆိုပြီးသောနောက်လူတို့ကမရအောင်ဖရာရှာတောင်ထိပ်ပေါ်ကဆန်းသောကရောလာပါမယ်ထိုနေတာမှမိုရီကဘရီရဲခွန်နေပါသည်ထိုအခါခီမွေခါဖိုင်လေဘာဘရီထိုအခါလူတို့အထုကြောက်လေပါသည်မော်ရီသည်တောင်ထိပ်ပေါ်သို့သော၍ဖရာရှာနာစကားပရိုလေပါဖရာရှာပရိုပရာသည်ကငါသည်သံဖရာဖရိုက်ပါငါရှိတော်ကနေပေါင်းမြတ်စွာမထရပါရုတ်တုတော်သံတူတော်ကိုလေမထရပါမပူဇော်ရပါနော်မဟုတ်အရာမငါနှမ်းမေကိုမယူရပါနော်သဒံရာကိုသုံးဆောင်ရပါလိမ့်မယ်မင်းခဖားခေါကိုရူသေးရမယ်လူတို့အသားကိုမသဲပါနော်မိမနော်အပရိုက်မမဘာနော်မခိုးပါနော်တခါလူကိုဘိုရီမသာမပရောပါနော်သူဝင်သုဆန်ကိုစိတ်မတဲပါနော်မယူပါနော်ဤမြတ်သောအပရိုက်ဖရရှန်ပဒင်းငန်ကိုကျောင်းမှာရွေလေပါမော်ရေထိုကြောက်ကိုယူခါပါရဲတောင်ကလူတို့ထံဆန်းသောလာပါသည်ဤမြတ်သောပဒင်းငန်တော်အတိုင်းစောင်းလျှောက်သူဖရကိုအပျော်ပေးလေပါသည်မကင်သောသူတို့သည်ဒင်ကြလေပါသည်ထိုဒင်သည်ကသေခန့်ဘောဖိုက်ပါသည်နံပါတ်20ရုပ်ပုံသေပုံကျွဲ၌မြေပါထာဝရအဆောင်ဖရာဤတရေလအမျိုးတို့ကိုပရိတပရိပေးပါမယ်ဟုစိုက်စာထလေပါသည်ထိုပရိသေးကခနဲ့ပရိဖိုက်ပါထိုမှာအဘရယာကူ
နေလေပါသည်ဣသရေလလူတို့တိုက်စာကိုမယုံပါပဲဖရရှာနှမော်ရေကိုမကောင်းခရဒေါသပရာလေပါသည်ပရာပါသည်ကငါတို့ကိုဤကုတုပရေကယူခါပါသည်အကောင်ကသေကျွဲ့မှလွဲမေဟုယူခါပါသည်ထိုဖရကစိတ်ဆိုးတွင်မြေအရုပ်ကိုသူတို့အထံပိုးလေပါသည်ထိုအခါထိုမြေကင်၍သေဆုံးသောဘဝကိုရောက်လေသည်ထိုအခါလူများတို့ကမော်ရင်အထံလာ၍ပရောပါသည်ကျွင်တော်တို့သာနာဖရရှံကိုမကောင်းခရပရောလာပါသည်ယခုသာဖရထံလွဲလျံပါထိုမြေမှာတို့ကိုလျံပါပရောပါ၏ထိုအခါဖရရှံမော်ရေကိုပရောပါ၏ယခုကရိနာမြေတကောင်လုံးတွင်ထောင်ထားရပါမည်ဟုပရောပါ၏မြေကိုသောသူထိုမြေကိုကြေးပါလျံကောင်းပါလိမ့်မယ်မော်ရေသည်ကရိသောဥကထဖရ၏တရတော်တယောက်ထိုက်ပါ၏ဤကုတုပေကလူများတို့ကိုထုတ်ခေါ်၍ယူလာပါသည်နောက်နိုင်ပေါင်း40မြောက်သောအခါမော်ရေသေဆုံးလေပါသည်ထိုနှအတူဤကုတုပေထောလာ၍သူတို့လေသေလေပါ၏သူတို့ဖရ၏စိုက်စာထားသောပေကိုမဝန်ရပါအကောင်မှာကသူတို့သည်ဖရ၏စကားကိုမကင်ကျူးလွန်ခရတရာကိုဖိုင်လေပါသည်သို့တော်လည်းသူတို့သားသမင်တို့သည်ခနေပရေ၌နေရပါ၏ထိုနေရာယခုဣသရေလပရေဟုဖိုင်ပါသည်မိတ်ဆွေများတို့ကျွင်တော်တို့အတွက်ဖရရှံကောင်းသောပရေတပရေပေးပါမယ်ဟုစိုက်စာထားပါသည်ထို ground ဣသရေလလူကဲ့သို့ဖရာကိုကျူးလွန်ခရမပရူပါနာ20တနံပဲရုပ်ပုံမော်ရေကဲ့သို့ပယောဖဖရာရှံမော်ရေကိုပရိုလေပါသည်သံစကဲ့သို့နောက်တယောက်ပိုးလိုက်ပါမယ်သူသည်ငါပရိုသောတရာကိုပရိုဆိုပါလိမ့်မယ်သူတို့ကနိုင်ပေါင်းများစွာသောဣသရေလလူတို့ကဲ့သို့တယောက်မလျှောဖားကိုပိုးလိုက်ပါမယ်ထိုနောက်သခင်ယေရှုအမေရှိသောလူတယောက်ကဣသရေလပြည်၌ဖုံးလွှမ်းလေပါ၏သူသည်ဖရာ၏လူလာသောစိတ်သဘောအတိုင်းလုံးလေပါ၏ဖရာရှာသခင်ယေရှုကိုအမျိုးမျိုးအဖရာဖရာတင်းခိုးတော်ကိုပရာလေပါသည်အများသောရောဂါသည်ကိုအကောင်လုံးလေပါ၏သူသည်ထိုမော်ရေကဲ့သို့ဖိုက်ပါ၏သူမနေထိုပေသောစာဘွေပေးပါ၏ရုပ်ပုံမှအကောင်ကြည်လျံပါသခင်ယေရှုတရာတော်အာနာတော်အတွက်လူပေါင်းများစွာစိတ်ညစ်ရာရှိနေလေသည်နေကြသောအခါတရာကိုနားထောင်၍နေကြသောအခါလူတို့စားခင်တိုင်းတော်လေအစာမရှိခိုက်ပါ၍ထိုအခါသူငယ်တယောက်ကမုံငါခေနာငါ၌ကောင်ကိုရာလေပါ၏အနည်းငယ်ညေအခါ၌ငါနှကောင်ကိုစီလေပါ၏သခင်ယေရှုကိုငါနှမုံကိုယူ၍ဖရာထံ၌ချီးမွမ်းပါပြီလူများတို့ကိုပေးလေပါ၏လူတို့စား၍ပြီးသောအကျဉ်တဆေနှကောင်ကျင်းပါသည်လူတို့ထိုယေရှုတင်းခိုးတော်ကိုမရောပါ၍ပရောပါသည်ဟုယုံကြည်လေပါ၏သခင်ယေရှုကပရောပါသည်ကငါသည်အသံတို့လူကြီးမင်းဖသေကွင်မှမနုဩဇာကို
စားတကယ်တော့ငါကိုသေဆုံးလေပါသည်ငါအစားသေအသာဘေသူမြဆိုရဲအစားကိုစားပါလျံသေမေမဟုတ်ပါမသေးသောအသာနှနေရပါလိမ့်မယ်22နံပါတ်ရုပ်ပုံသခင်ယေရှုမော်ရနာစကားပြောပါသည်တနေ့သောအခါယေရှုတပည့်3ယောက်ကိုယူ၍တောင်ထိပ်ပေါ်၌ဆူတောင်းပါမယ်ဟုတားသောလေပါ၏ထိုအခါတပည့်တို့ကအိမ်မွေကြားလေပါသည်သခင်ယေရှုဖရထံဝဲတော်နေသောအခါသခင်မျောနာတော်ရောင်ခေတော်နာပြေဆုံး၍တောက်ပါလေပါ၏သခင်ဤဝဲသောအဝဲကလေးအရောင်ထောကလေပါ၏ထိုနောက်သခင်နာနောင်နှစ်ယောက်လူကိုမရန်ကလေပါ၏ထိုမှတယောက်ဖိုက်ပါသည်မော်ရင်နောက်တယောက်ဖိုက်ပါသည်ကအေလီယာဖိုက်ပါသည်ပရောဖက်ဖိုက်ပါ၏သူတို့နှစ်ယောက်နှင့်သခင်ယေရှုဖော်မန်သောနိုင်ပေါင်းမြတ်စွာရိကရှိလေပါသည်တပည့်တော်မြတ်တို့ကထိုသူတို့ကိုသခင်စကားကိုဆွေးနွေးသည်ကိုမရန်သောကောင်းသခင်ယေရှုသိပါသည်သူမကခဏသေပါလိမ့်မယ်ကိုဆွေးနွေးနေပါသည်သခင်မော်ရေနာအေလီယာထိုနှင့်အတူသေခန့်ကိုဆွေးနွေးလေပါသည်တပည့်တော်ကအထူးကြောက်လန့်နေပါသည်ထိုနောက်သူတို့ကိုမိုရီကလာ၍ချုပ်ပါသည်တခွင်စကားပရိုဂရလေပါ၏စကားတွေကဤသူသည်ငါသာဖိုက်ပါသည်သူအပေါ်၌ငါသည်အထူးပျော်ပါသည်သံတို့ကငါသာတော်စကားကိုနားထောင်ရပါမည်စကားအသင်တုံပရီသောနောက်မော်ရေနှင့်အေလီယာပြောက်သောလေပါသည်မော်ရေခနဲ့ပရေကိုမဝန်သောထာဝရဖရအတူနေပါသည်ကျွင်တော်တို့ဖရအထင်လင်းကိုပြပါမည်ဟုသခင်ယေရှုသေဆုံးလေပါသည်ထိုကြောင့်ဤဖရ၏ခဲသောစကားတော်အတိုင်းသခင်ကိုယုံကြည်သောလူအပေါင်းတို့သည်နောက်အဘွေသောဖသိမသိသောအသားကိုရပါလိမ့်မည်23နံပါတ်ရုပ်ပုံယေရှုကျွင်တော်အတွက်သေလေပါသည်ရုပ်ပုံမှမရောင်ပါသည်လူဆိုးကသခင်ယေရှုကိုဖဲ၍သေပရိမသေသဂရလာဝကဲတိုင်မှထားလေပါသည်သခင်နှင့်အတူနှစ်ယောက်လူကိုလည်းမရောင်ပါသည်ထိုလူတို့တယောက်ဖိုက်ပါသည်ကသူခိုးနောက်တယောက်ဖိုက်ပါသည်ကဒမရလောကလူအပေါင်းတို့သည်မကောင်းသောမဲနဲ့လင်းကိုလိုက်နေပါသည်ဤကဲ့သို့ဖရာကိုပုံကံခန့်ပူးနေပါဤဖရာကိုပုံကံခန့်တဲ့ဖိုက်ပါသည်ကသေခန့်ယေရှုလာဝကဲတိုင်မှကျွင်တော်တို့အတွက်ငရေကိုရောဆောင်လေပါ၏တခါသေ၍ကျွင်တော်တို့အဖရိကမဲနဲ့ကိုရူးစေလေပါသည်မော်ရလာထမှမြေအရုပ်ကဲ့သို့သခင်တိုင်မှသေလေပါ၏ထိုကြောင့်ထိုလာဝကဲတိုင်ကိုကြေးပါ၍ယေရှုကိုယုံကြည်ပါလျံမသေးသောအသားကိုရပါလိမ့်မယ်အကောင့်မှဖရသခင်ကံပါကိုချိုက်ပါ၍မိမ့်မိသတယောက်တေးကိုလှူလေပါသည်ထိုသတော်ကိုယုံကြည်သောလူအပေါင်းတို့သည်မသေးသောသားကိုရပါလိမ့်မယ်24နံပါတ်ရုပ်ပုံသခင်ယေရှုယခုသားတော်နှံရှိပါသည်သခင်ကိုသံချိတ်တွန်းဝမှထေးလေပါ၏
နောက်ဆုံးရစီသောအခါတဖန်ထားမောက်လေပါ၏ရုပ်ပုံမှမောင်ပါသေးကလူမြတို့ကြေးပါသည်ထိုကံဖာမှရာပုံ40နေပါပြီတဖန်ကောင်းခေါင်ပြေသောတာကရိုလေပါသည်ထိုတပေးမြတို့ကအင်းအော်၍ကြေးပါသည်ဂျေရှုယခုကောင်းခေါင်ပြေ၌ရှိလေပါသည်မော်ရတို့လေထိုမှရှိလေပါသည်မော်ရဖိုက်ပါသည်ဖရာပရောဖက်ဂျေရှုဖိုက်ပါသည်ဖရာဤသာတော်မိဖရာဤဟုပရာပါ၍ဖရာကိုလေလူတို့ထံ၌ထန်ရှာမလွန်လေပါသည်ဂျေရှုဖိုက်ပါသည်လူနှဖရာဘောင်း၍ပြီးသောအလေမဂျေရှုတပါde ဖိုက်ပါသည်မော်ရဣသရေလလူမျိုးတို့ဖိုက်ပါ၍ကေစေလေးပါဤဂျေရှုကိုရူသေးသောလူအပေါင်းတို့သည်ကေစေရာကအကျွဲတရာပါလိမ့်မည်ကျွန်းတော်တို့ခံတာသေရပါမယ်သို့တော်လဲအသားအရှံရှိပါလိမ့်မယ်ကျွန်းတော်တို့မင်းနဲ့နှခရိမ့်မဲမှသို့မဟုတ်ဖရနာကောင်းခေါင်ပြေမှနေရပါလိမ့်မယ်တနေ့ဂျေရှုလောကကိုပြင်လာပါလိမ့်မယ်လာတကယ်သို့ပြင်လာပါမယ်သူကိုယုံကြည်သောလူအပေါင်းတို့သည်ဖရထံနေရပါလိမ့်မယ်ခိုင်ခေါင်သောမိတ်ဆွေများတို့မော်ရင်ဟဂျေရှုဟုမဲ့သောဝဲထုကိုစိုင်းစားကြေးပါသခါဂျေရှုကိုယုံကြည်ခမိတ်ဆွေများတို့လဲပါလိမ့်မယ်မကောင်းဒုစရိုက်ကအကျွဲတရပါလိမ့်မယ်ကျွန်းတော်တို့ယခုသခါယခုတသားပင်လုံးနားထောင်ပါ၍ကာသောတရာတော်စီမိတ်ဆွေများတို့နာကြအောင်ဖရာသခါစူပေတော်စူပေအောင်အလုံးအကရင်ရေမဲသောအောင်ယောင်ဖရာရှာအလုံးသူကိုစူပေပါတဲ့စူကိုအရှံဖရာထဲ၌ကျွန်းတော်စူတောင်းပါသည်